ဘာလို့လဲဘာရှာလဲအစုံရှိတယ်နော်အသားငါဟင်းသီးဟင်းရွက်အစုံရမယ်နော်ကျမစီကပိုစုံပြီးပိုလက်တယ်နော်ဈေးလဲတက်တာတာမို့အမြန်လာပါနော်ကျုပ်စီမှာပန်းငေါ်ဖီတစ်ပွင့်တစ်ထောင်ပါကျုပ်စီမှာပန်းငေါ်ပြီး900ကျုပ်တို့စီမှာမိမချောချောတွေရောင်းနေနော်လိုချင်ရင်ကျွန်တော်စီမှာလာဝယ်ကြပါနော်ဒီနေ့အိမ်မှာမင်းကြိုက်တဲ့ပစုံထုတ်တွေကိုအမေချက်ထားတယ်လိုက်စားပါလားပစုံထုတ်ဆိုရင်တော့စိတ်ဝင်စားတယ်အမေချွေးမှပါလာတယ်အမေလက်ရပစုံထုတ်စားခြင်းလို့တဲ့ရှင်တော့ဘာကြွေးမှလဲမစားပဲပြန်လိုက်မှာနော်ငါသားကလည်းမိန်းကလေးကိုစနေပြန်ပြီသမီးကအန်တီကိုခင်လို့လာစားတာပါနော်သားတို့သမီးတို့ထည့်စားကြနော်ပစုံနဲ့လာစားကြပါဦး